ကိုပြောနေတဲ့စကားအတန်ကိုရဲ့အတန်မဟုတ်ဘဲနဲ့ရုပ်ပြောင်အတန်လေးတွေလို့ကာတွန်းအတန်လေးတွေလို့လုပ်တဲ့နည်းလေးကိုပြောပြပေးသွားမှာဖြစ်ပါတယ်ရှင်။ဤသွယ်နဲ့တူသွားပြီးလေးလာကြည့်ပေးပါအောင်နော်။ပထမအဆုံးအပေါင်းလေးကိုနှိပ်ပေးပါရှင်။3မိနစ်60စက္ကန့်15စက္ကန့်တစ်ခုခုကိုရွေးပြီးဗီဒီယိုတစ်ပုတ်ရိုက်ပေးပါ။ဒါမှမဟုတ်ဘေးနားက4000ခွက်ကိုနှိပ်ပြီးကိုဖုန်းထဲကဗီဒီယိုတစ်ပုတ်ကိုယူပေးပါရှင်။ပြီးရင်အောက်ကနေကလေးကိုနှိပ်ပေးပါရှင်။ဗီဒီယိုတစ်ပုတ်ရလာပြီပေါ့နော်။ဒီဗီဒီယိုကဤသွယ်တို့စကားပြောထားတဲ့ပုံမှန်အတန်နဲ့ဗီဒီယိုပဲပေါ့နော်။ကိုကရုပ်ပြောင်အတန်လုပ်ချင်တယ်ဆိုလို့ရှိရင်အခုဤသွယ်မြားပြထားတဲ့မြားလေးကိုတစ်ချက်နှိပ်ပေးပါ။ဒီလိုလေးပေါ်လာပြီဆိုလို့ရှိရင်အဲ့ဒီဘားတန်းလေးကိုအပေါ်ဘက်ကိုတစ်ချက်ဆွဲလိုက်ပါအဲ့ဒီမှာမိုက်ပုံစံ voice ဆိုတာလေးရှိပါတယ်အဲ့ဒီ voice ကလေးကိုနှိပ်ပေးပါရှင် voice ကလေးတွေကိုဝင်လိုက်ပြီဆိုလို့ရှိရင်ဒီမှာရုပ်ပြောင်အတန်တွေအများကြီးရှိပါတယ်အဲ့ဒီထဲမှာကိုကြိုက်တဲ့အတန်လေးတွေရွေးယူလို့ရပါတယ်အဲ့ဒါဆိုရင်တစ်ချက်လောက်စမ်းရွေးကြည့်မယ်နော်အတန်မဟုတ်ဘဲနဲ့ရုပ်ပြောင်အတန်လေးတွေလို့ကာတွန်းအတန်လေးတွေလို့လုပ်တဲ့နည်းလေးကိုပြပြပေးသွားမှာဖြစ်ပါတယ်ရှင်ဤသွယ်နဲ့တူသွားပြီးလေးလာကြည့်ပေးပါအောင်နော်နောက်ဗီဒီယိုလေးမှာပြန်ဆုံတွေ့ကြမယ်နော်အားလုံးဘိုင်ဘိုင်ကိုကြိုက်တဲ့အတန်လေးကိုတစ်ခုပြီးတစ်ခုနှိပ်သွားပြီးတော့ရွေးပေးပါတကယ်လို့မကြိုက်ဘူးဆိုလို့ရှိရင်တော့ကလီယာနှိပ်လိုက်ပါကြိုက်တယ်ဆိုလို့ရှိရင်အပေါ်မှာရှိတဲ့စေလေးကိုနှိပ်ပေးပါရှင်နောက်ဗီဒီယိုလေးမှာပြန်ဆုံတွေ့ကြမယ်နော်အားလုံးဘိုင်ဘိုင်